ဒီနေ့1389ခုတော်တလင်းလာစာ2ရက်2025ခုအောက်တိုဘာလ22ရက်ဖြစ်ပါတယ်ဒီမစ္စည်းမနိကာယမဟာတတိပဋ္ဌာနာတုတ်နဲ့တကွဒီနာမည်ကိုဒီတမ်းကိုမြည်ကိုရင်းနှီးဖို့ရအတွက်တတိလေးကနေပြီးတော့မှစပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့မိုးဘုတ်ဆရာတော်ကြီးကလည်းဟောပါတယ်တတိမှာဆိုရင်တတိဟာစားနဲ့တူတယ်တတိမပါလို့မဖြစ်ဘူးတတိဆိုတာလွန်တယ်လို့မရှိဘူးမှန်စွာအောက်မေ့ခြင်းဆိုတာတမာတတိဖြစ်တယ်ဝိရိယလွန်ရင်ဥဒိစ္စပြန်လွင်တတ်သေးတယ်တမာတိလွန်ရင်လည်းထိနာမိတဲ့ငိုင်မြည်တတ်သေးတယ်အဲ့တော့တတိဟာဒီနေ့စဉ်ပညာရေးစီးပွားရေးကျမ်းမာရေးတတိတွေမကဝိပဿနာမှာလာတဲ့အာယုံတွေကိုလည်းတတိတရားနဲ့နေဖို့ရာဖြစ်ပါတယ်တဲ့စိတ်တို့ဝေဒနာတို့ရုပ်တို့သဘောတရားတွေမှာလည်းဒါတတိနဲ့နေဖို့ရာဖြစ်ပါတယ်အဲ့ဒါကိုတတိပဋ္ဌာန်လို့ခေါ်လိုက်တာပေါ့နော်မဟာတတိပဋ္ဌာနာတုတ်ပြီးတော့တတိဆိုတာတတိကိုအခြေခံပြီးတော့တတိကိုကောင်းစွာထားပြီးတော့ကာယ ानु ပတနာတတိပဋ္ဌာန်ရုပ်ပေါ်မှာဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဝေဒနာပေါ်မှာစိတ် ानु ပတနာတတိပဋ္ဌာန်စိတ်ပေါ်မှာဓမ္မ ानु ပတနာတတိပဋ္ဌာန်ဆိုတာကသဘောတရားတွေပေါ်မှာပေါ့နော်ဥပမာဆိုရင်နိဝရဏတရားပေါ်မှာဒီခန္ဓာ၅ပါးပေါ်မှာဘောဇဉ်တရား9ပါးပေါ်မှာသစ္စာ4ပါးပေါ်မှာဒီသဘောတရားတွေပေါ်မှာတတိဖြင့်ရှုစင်ခြင်းဖြင့်ခြင်းပေါ့နော်အဲတတိမှတတိပဋ္ဌာန်တို့ဆိုတာမိမိရဲ့အမူအရာတိုင်းမှာစိတ်နဲ့ဖြစ်စေစိတ်ကိုဖြစ်စေဝေဒနာ၌ဝေဒနာကိုဖြစ်စေကိုယ်၌ကိုယ်လို့ဖြစ်စေသဘောတရား၌သဘောတရားလို့ဖြစ်စေရှုစင်ခြင်းပဲဖြစ်ပါတယ်စလုံး terminology အနေနဲ့တတိပဋ္ဌာန်ဆိုပေမဲ့ကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့အာယုံများကိုတတိဖြင့်ရှုစင်ခြင်းသာဖြစ်ပါတယ်လို့တတိမှတတိပဋ္ဌာန်တို့ရင်းနှီးရတဲ့တင်ဆက်လိုက်ရပါတယ်ရှင်တာဓုပါ